အားလုံးသောတတိတိမိတ်ဆွေပေါင်းတို့မင်္ဂလာပါ90ခုနှစ်မှာ6ခွန်6လို့ထွက်ပါတယ်6ခွန်6အဆောင်3နှစ်သွားပေါ့တနည်းနဲ့3နှစ်4နှစ်90ခုနှစ်မှာတဲ့6ခွန်6ထွက်တယ်6ခွန်6အဆောင်4နှစ်သွားပေါ့ဒီနှစ်3 4နှစ်4နှစ်ရဲ့တနည်းကျော်မှာ9.5လို့ထွက်ပါတယ်ဒီ9.5လေးကနေတနည်း2နှစ်3နှစ်4နှစ်5နှစ်6နှစ်မြောက်ခွန်လေး1လို့ထွက်ပါတယ်ခွန်လေး2ကနေတနည်း2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်17နှစ်မြောက်17နှစ်မြောက်နှစ်ကုန်မှာ1ကူ6လို့ထွက်ပါတယ်1ကူ6ကနေအပေါ်ပြန်သွားပေါ့နှစ်4 6 8 10 12 13နှစ်ရဲ့နောက်8ခုနှစ်လို့ထွက်ပါတယ်ဒီ8ခုနှစ်တည်တဲ့သူ့ရဲ့လက်ဝဲအဆောင်တစ်နှစ်2နှစ်အဆောင်2နှစ်2နှစ်ချမ်းမှာပရိခွန်လို့ထောက်ပါတယ်ဒီပရိခွန်လေတဲ့သူ့ရဲ့လက်ဝဲတစ်နှစ်2နှစ်3နှစ်ရဲ့နောက်မှာပရိ6လို့ထောက်ပါတယ်6ပရိခွန်ပရိခွန်ပရိဆိုပြီးတော့မှ8ခုနှစ်တည်ရိုက်ပါတယ်ဒီ8ခုနှစ်ကနေပေါ်သွားဖို့8ခုနှစ်ကနေ1 2 3 4 5 6ခုနှစ်ပင်ရဲ့8နှစ်ထဲမှာတဲ့9ခု10ကိုထွက်ပါတယ်9ခု10လေးရဲ့အပေါ်နှစ်ပင်ရဲ့8မှာခွန်တော်ညာ3ကိုထွက်ပါတယ်ခွန်တော်ညာ3ကနေ1နှစ်2နှစ်3နှစ်4နှစ်5နှစ်တစ်ဖက်2ဦးမှာ2006နှစ်ဦးမှာခွန်4ခွန်လို့ထွက်ပါတယ်ခွန်4ခွန်10ပရိတ်လို့ထွက်ပြီးရတယ်သူ့ရဲ့အောက်မှာခွန်4ကိုပရိရှိလို့ထပ်ကြပါတယ်ဒါပထမကပ်ပေါ့ဒုတိယမြောက်69ခုနှစ်မှာတဲ့6ခွန်6လို့ထွက်ပါတယ်6ခွန်6အဆောင်4နှစ်သွားတနည်းနှစ်3နှစ်4နှစ်6ခွန်6အဆောင်4နှစ်တနည်းကျော်9တိလို့ထွက်ပါတယ်ပထမ9.5လို့ထွက်ပါတယ်ဒုတိယ9တိလို့ထွက်ပါတယ်ဒီ9တိကနေ1 2 3 4 5 6နှစ်မြောက်ဒီ4ခွန်လို့ထွက်ပါတယ်ပထမခွန်လေး1လို့ထွက်ပါတယ်ဒီ4ခွန်ကနေ1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်17နှစ်မြောက်တယ်17နှစ်မြောက်နှစ်ကုန်မှာ1ကူ6လို့ထွက်ပါတယ်1ကူ6ကနေတဲ့အပေါ်သွားကြည့်ပေါ့တပွဲ2ပွဲ3ပွဲ4ပွဲ5ပွဲ6ပွဲ9ပွဲ10ပွဲ9ပွဲ10ပွဲ11ပွဲ12ပွဲ13ပွဲ13ပွဲနောက်8ခုနှစ်လို့ထွက်ပါတယ်ဒီ8ခုနှစ်လေးရတဲ့ဒီနေရာမှာ8ခုနှစ်တည်းထွက်ပြီးတာဒီတဲ့သူရဲ့အဆောင်2နှစ်
ရှေ့နှစ်နှစ်ချမှာပရိတ်ခွန်လို့ထောက်ပါတယ်ဒီပရိတ်ခွန်လေးတဲ့သူရဲ့နောက်နှစ်တစ်နှစ်နှစ်နှစ်သုံးနှစ်ရဲ့နောက်မှာပရိတ်6လို့ထောက်ပါတယ်6ခွန်လို့ရိုက်ပါတယ်ပထမကမှလည်း6ခွန်လို့ရိုက်ပါတယ်6ပရိတ်ခွန်လေးလို့ရိုက်ပြီး8ခွန်လေးကိုတည့်ထွက်ပါတယ်ဒီ8ခွန်လေးကနေတပွဲနှစ်ပွဲသုံးပွဲလေးပွဲငါးပွဲ6ပွဲ9ပွဲရဲ့ရှေ့နှစ်ထဲမှာ9ပွဲရဲ့သူနောက်နှစ်ပေါ့950ခဏ9တုညာ9ဟုတ်ထွက်ပါတယ်ပထမကတပွဲနှစ်ပွဲသုံးပွဲလေးပွဲငါးပွဲ6ပွဲ9ပွဲရဲ့နောက်မှာ990လို့ထွက်ပါတယ်သူရဲ့ပေါ်နှစ်ပွဲရဲ့နောက်မှာ9တုညာ3လို့ထွက်ပါတယ်9ပွဲနောက်မှာ9တုညာ5ထွက်ရသူရဲ့အပေါ်2ပွဲနောက်မှာ3တုညာ9ခဏပေးပါတယ်ဒီ3တုညာ9လေးကနေတနေ့နေ့3နေ့4နေ့5နေ့ထပ်ပြန်မှာပရိရှိလို့ထွက်ပါတယ်ဒီပရိရှိဒီရှစ်ပရိလို့ထက်ကြအောင်မလားပေါ့89ရဲ့မှာတဲ့6ခွန်6ဟုတ်တယ်6ခွန်6ဆောင်းလေးနှစ်ပေါ့တနေ့နေ့3နေ့4နှစ်4နှစ်ရဲ့တနေ့ကျော်မှာ9တင်5တဲ့9တင်5ပေးလိုက်သွားပေါ့နှစ်4 6နှစ်မှာခွန်လေးတည်တဲ့ခွန်လေးတစ်ကနေပေးလိုက်သွားနှစ်4 6 8 10နှစ်မြောက်နှစ်ကုန်ပါတဲ့ဒီကို6လို့ထွက်ပါတယ်တဲ့ဒီကို6ကနေအပေါ်ပြန်သွားပေါ့နှစ်4 6 8 10 13ပင်နောက်မှာတဲ့8ခုနှစ်ထဲထွက်ပါတယ်တဲ့ဒီ8ခုနှစ်ဟာတဲ့6ပရိတ်တဲ့6ပရိတ်2နှစ်ချ6ပရိတ်ဆောင်2နှစ်တဲ့2နှစ်ချခွန်ပရိတ်တဲ့ခွန်ပရိတ်ကနေ2နှစ်2နှစ်တဲ့2နှစ်ချခွန်ပရိတ်တဲ့6ခွန်လို့မှောက်ပါတယ်ဒီခွန်ပရိတ်ကနေ1နှစ်3 4 5 6ခွန်9ဘွဲ့ရဲ့နောက်နှစ်ထဲမှာတဲ့990ခဏထွက်ပါတယ်ဒီ990ရဲ့ပေါ်2ဘွဲ့ရဲ့နောက်မှာတဲ့ခွန်တုညာ3လို့ထွက်ပါတယ်ခွန်တုညာ3ကနေမှတနေ့နေ့3နှစ်4နှစ်5နှစ်မြောက်ထပ်မှာတဲ့နှစ်ဦးမှာခွန်လေးခွန်ပရိရှိလို့ထွက်ပါတယ်တဲ့ဒီပရိရှိဒီအောက်မှာခွန်လေးကိုပရိရှိလို့ထပ်ကြပါတယ်ဒုတိယမြောက်99ခုနှစ်မှာတဲ့6ခွန်6လို့ထွက်ပါတယ်6ခွန်6အဆောင်လေးနှစ်သွားပေါ့1 2 3 4နှစ်ရဲ့တနေ့ချမှာ9လို့ထွက်ပါတယ်9ကနေတဲ့နှစ်4 6နှစ်မြောက်မှာ4ခွန်လို့ထွက်ပါတယ်ဒီ4ခွန်ကနေနှစ်4 6 8 10နှစ်မြောက်နှစ်ကုန်မှာတဲ့ဒီကို6လို့ထွက်ပါတယ်ဒီကို6ကနေဘော73ဝင်1 2 3 4 5 6 9 10 11 13ပင်73ပင်နောက်မှာတဲ့8ခုလို့ထွက်ပါတယ်ဒီ8ခုနဲ့အလဝဲနှစ်ချမှာခုံဒိတ်ထောက်ပါတယ်ဒီခုံဒိတ်ကြီးလေသူ့ရဲ့လက်ဝဲ1 2 3နှစ်တနေ့ကျော်မှာပရိတ်6လို့ထောက်ပါတယ်6ခွန်လို့ရိုက်ပါတယ်ဒီခွန်ပရိတ်ကနေတပွဲ2ပွဲ3ပွဲ4ပွဲ5ပွဲ6ပွဲ9ပွဲရဲ့နောက်နှစ်ထဲမှာတဲ့9တုညာ5ကိုထွက်ပါတယ်9တုညာ5ရဲ့အပေါ်2ပွဲရဲ့နောက်မှာတဲ့3တုညာခွန်လို့ထွက်ပါတယ်ဒီ3တုညာခွန်ဟာဒီမှာတနေ့နေ့3နေ့4နေ့5နှစ်ရဲ့တစ်ပတ်မှာတဲ့2026နှစ်ဦးမှာပရိရှိလို့ထွက်ပါတယ်ဒီပရိရှိလို့ထပ်ရပါမယ်